skin care သုံးပြီးနုပြိုခြင်းနဲ့ဆိုရင်တော့ retinol အကြောင်းကိုတိတိကျကျသိမှဖြစ်မယ် retinol ရဲ့အာနိသင်က anti-aging effect ရှိရဲအဲ့ဒီအတွက်ကြောင့်မလို့အရေးကြောင့်နေတတ်တာပြီးတော့မျက်နှာကိုတင်းတင်းရင်းဖြစ်သွားစေတယ်နောက်ထပ်အာနိသင်အနေနဲ့ဆိုရင်တော့အမက်ဆက်တွေရှော့ချပေးတယ်ကျန်တဲ့နေတဲ့အသားရည်တွေကိုချုံမွေ့စေတယ်ဝက်ချံကိုလည်းတတ်တာစေတဲ့အတွက်ကြောင့်မလို့ဝက်ချံကုသတဲ့နေရာမှာလည်းသူ့ကိုသုံးလို့ရတယ်ဒါပေမဲ့လေတန်ဆေးလွန်ပေးဆိုတဲ့စကားအတိုင်းပဲတိတိကျကျမသုံးတတ်ဘူးဆိုလို့ရှိရင်ပြဿနာရှိတယ်ဒါကြောင့်မလို့ retinol ကိုလိမ့်မယ်ဆိုလို့ရှိရင်တော့နီးလမ်းမှန်ဖို့အရန်ကိုအရေးကြီးတယ်တကယ်လို့ကိုက retinol ကိုအခုမှစသုံးမယ်ဆိုလို့ရှိရင် low concentration ကနေပဲစသုံးရမယ်ကိုယ့်ရဲ့အသားရည်က sensitive ဖြစ်တယ်ဆိုလို့ရှိရင် 0.01% ကနေ 0.03% လောက်ကနေစသုံးတဲ့နဲ့တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ကိုကပုံမှန်အသားရည်ဆိုလို့ရှိရင်တော့0.1 to 0.3% ကိုသုံးပေးလို့ရတယ်သုံးတဲ့အခါမှာသူ့ကိုလောဘကြီးပြီးတော့အများကြီးလိမ့်လို့မရဘူး precise rule ဆိုတာကိုလိုက်နာရမယ်သူကဘာလဲဆိုတော့ကိုယ့်ရဲ့တစ်မျက်နှာလုံးအတွက်ကိုပဲစိတစ်စိစာလိမ့်လို့ရှိရင်လုံလောက်ပြီနောက်ထပ်အရေးကြီးတာကတော့ retinol ကညဘက်မှာပဲလိမ့်ရတယ်စလိမ့်တဲ့အခါမှာဆိုရင်ညတိုင်းလိမ့်စရာမလိုဘဲနဲ့နှစ်ညချတောင်မို့သုံးညချတစ်ခါပဲသူ့ကိုစလိမ့်မယ်တစ်လလောက်လိမ့်ကြည့်လိုက်ပြီးတော့မှကိုယ့်ရဲ့မျက်နှာမှာ irritation sign တွေဘာမှမဖြစ်ဘူးဆိုလို့ရှိရင်တော့တစ်ညချတစ်ခါတိုးလိမ့်မယ်အဲ့တော့တစ်ညချတစ်ခါတိုးလိမ့်တာတစ်လဖြစ်သွားပြီကိုယ့်ရဲ့ skin မှာလည်း irritation ကဘာမှဖြစ်မလာဘူးဆိုလို့ရှိရင်သူ့ကိုညတိုင်းလိမ့်လို့ရပြီနောက်တစ်ခုကတော့ retinol လိမ့်တဲ့အခါမှာ moisturizer ပြန်ထပ်လိမ့်ဖို့ရေးကြည့်တယ်အဲ့ခါကျတော့အသားရည်ကမခြောက်တော့ဘူးပေါ့နော်နောက်တစ်နေ့မနက်မှာတော့ sunscreen ကမဖြစ်မနေလိမ့်ကိုလိမ့်ရမယ်တကယ်လို့ကိုက sensitive skin လည်းဖြစ်တယ် retinol ကိုလည်းသုံးချင်တယ်ဆိုလို့ရှိရင်တော့ retinol လိမ့်တဲ့အခါမှာ sandwich method နဲ့လိမ့်လို့ရတယ်အဲ့ဒါဘာလဲဆိုတော့ပေါင်မုတ် sandwich လိုမျိုးပဲ moisturizer တစ်ထပ်ကိုအောက်ကလည်းရင်လိမ့်မယ်ကြားထဲမှာ retinol ကိုလိမ့်မယ်ပြီးရင်အပေါ်တစ်ထပ်ကနေမှ moisturizer ထပ်လိမ့်မယ်ဒီလိုမျိုး sandwich method နဲ့လိမ့်မယ်ဆိုလို့ရှိရင်တော့ skin irritation ဖြစ်တာကို short ချပေးနိုင်တယ်နောက်ထပ်သတိထားရမှာကမျက်နှာမှာ sensitive area တွေဖြစ်တဲ့မျက်ခွန်နောက်တစ်ခုကနှာခေါင်းဘေးကဂျားလေးပေါ့နော်ပြီးရင်နှာခမ်းထောင်လေးတွေဒီလို sensitive area တွေကိုရှောင်ပြီးတော့မှလိမ့်တဲ့နဲ့အရေးကြီးဆုံးကတော့ကိုဝင်ဆောင်မိခင်တွေနဲ့နှုတ်တိုက်နေတဲ့မိမေတွေလုံးဝသုံးလို့မရပါဘူးအဲ့တော့အခုလက်ရှိကိုလုပ်နေတဲ့ skin care routine ကမှန်သိချင်တယ်ဆိုလို့ရှိရင်ကျွန်မကို comment မှာမေးခဲ့လို့ရပါတယ်လှပဆိုင်ရာကျွမ်းကျင်မှုများနဲ့အတူမြဲရှိနေမယ်ဒေါက်တာထပ်ပါ